မင်္ဂလာပါ KM242 မှတဖန်ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်အခုကျွန်တော်တို့အတူတူကလိလာဆင်ခြင်မဲ့အကြောင်းအရာကတော့ဘာနိုင်ငံသားလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှိစွာဒီမိကွန်းလေးတွေကိုဖြည့်ဆိုကြည့်အောင်သင်ဘယ်သူလဲသင်ဘာနိုင်ငံသားလဲသင်ဘယ်သူလဲသင်ဘာနိုင်ငံသားလဲတိကျရှင်းလင်းပြတ်သားတဲ့အဖြေသင်ဖြေဆိုနိုင်ဖို့အလွန်အရေးကြီးပါတယ်တမန်ကျမ်းစာကတော့တိကျရှင်းလင်းပြတ်သားတဲ့အဖြေကိုပေးထားပါတယ်သင်ဟာယေရှုကိုယုံကြည်လက်ခံသူတစ်ယောက်ဖြစ်နေရင်သင်ဟာဖခင်သားဖြစ်တယ်ယောဟန်အခန်း1ငယ်7မှာဖော်ပြထားပါတယ်သင်ဟာဤလောကမှာဧည့်သည်အာဂန္တုတယောက်သာဖြစ်တယ်နိကောငါ1မှာဖော်ပြထားပါတယ်ကျွန်တော်တို့ကိုယ်ခန္ဓာကယာယီတဲပဲဖြစ်ပါတယ်သင်ဟာကောင်းကင်နိုင်ငံတော်သားဖြစ်တယ်ဖိလိပ္ပိအခန်း3ငယ်20မှာဖော်ပြထားပါတယ်သင်ဟာခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်နိကောငါ20မှာဖော်ပြထားပါတယ်ကောင်းကင်နိုင်ငံတော်သားဖြစ်တဲ့အတွက်ကောင်းကင်နိုင်ငံတော်ကိုကိုးစားပြုတော်မှာခရစ်တော်ရဲ့တန်တမန်များအနေနဲ့တန်တမန်တစ်ယောက်အနေနဲ့ပြီးပြင်းအသက်ရှင်ဖို့ဖခင်အလိုရှိပါတယ်ယေရှုကိုယ်တိုင်ဖခင်နိုင်ငံတော်နဲ့ဆိုင်တဲ့အတွေးခေါ်နဲ့အသက်ရှင်ခဲ့ပါတယ်သူပြောတဲ့စကားလေးတစ်ခုကတော့ငါ၏နိုင်ငံသည်ဤလောကနဲ့မဆိုင်ငါ၏နိုင်ငံသည်ဤလောကနဲ့မဆိုင်ရှင်ခရစ်ဝင်အခန်းကြီး18ငယ်36မှာပိလမင်းကိုသူပြောတဲ့စကားပဲဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေသင်ဟာယေရှုကိုယုံကြည်သူယေရှုနှောင့်လိုက်တစ်ယောက်အနေနဲ့သင်ရဲ့အတွေးခေါ်ကလောကအတွေးခေါ်လားကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့အတွေးခေါ်လားဒါကိုလေးလေးနက်နက်စဉ်းစားတွေးခေါ်ပြီးတော့မှသက်ရှင်ဖို့အရေးကြီးပါတယ်ဒီကနေ့ဘာနိုင်ငံသားလဲဆိုတဲ့ခေါင်းစဉ်နဲ့အတူသင်ရဲ့အသက်တာကိုပြန်လဲဆင်ခြင်ပြီးတော့သင်ဟာယေရှုကိုယုံကြည်လက်ခံသူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့သင်ဟာဖခင်သားဖြစ်ခြင်းလောကမှာဧည့်သည်အာဂန္တုတစ်ယောက်နဲ့အသက်ရှင်နေခြင်းသင်ဟာကောင်းကင်နိုင်ငံတော်သားဖြစ်နေတယ်ဆိုတဲ့အကြောင်းနဲ့အတူကောင်းကင်နိုင်ငံတော်ကိုကိုးစားပြုတဲ့ခရစ်တော်ရဲ့တန်တမန်တစ်ယောက်အနေနဲ့ပြည်ပြင်းစွာတမန်တရားတိုင်းအသက်ရှင်နိုင်ဖို့အတွက်ဒီခေါင်းစဉ်လေးနဲ့အတူဝေငှခွန်အားပေးလိုက်ပါတယ်ဖျားခင်ကောင်းကြီးပေးပါစေ